CeraVe ကတိုနာထွက်တယ်ဒါပေမဲ့ तू က US မှာပဲရောင်းတာပေါ့နော်ဒီလိုမျိုးတခြားနိုင်ငံတွေကိုဖြန့်တာရှားရတယ်ဆိုတော့တိုနာလိုချင်တယ်တကယ်ကောင်းကောင်းလေးပေါ့နော်ဈေးတင်တာတွေကဆိုရင် Shelly ကဒီမှာ Toridan ကိုပဲ recommend ပေးပါတယ်အရန်ကောင်းပိုးစိုးပစက်ကောင်းတပူးလုံးကုန်အောင်တော့ Shelly သုံးချပြီးပြီပေါ့နော်အခုဒီဟာလေးကတော့ Shelly နောက်ထပ်ထပ်ပြီးတော့ဟိုတနေ့က Western သွားရင်းနဲ့တွေ့လို့ဝယ်လာခဲ့တာ तू ကတော့ toner pad ပေါ့နော် Shelly အခုဒီမှာကတ်ထားတယ်အရန်ရေဓာတ်ပြီးအရန်ကောင်း तू ကဘာကြောင့်ဒီလောက်ထိကောင်းတာလဲဆိုတော့လေသူ့ရဲ့ formula ကလေ low molecular formula ပေါ့နော်ဘာလဲဆိုတော့ပုံမှန်ဒီတိုနာတွေမှာစိတ်ဝင်သွားရဲဆိုရင်အပေါ်ရန် surface လောက်ပဲသူကစိတ်ဝင်နိုင်တယ်ဒါပေမဲ့ဒီ Toridan ကထွက်ထားတဲ့တိုနာကကြာလေအသားရည်တွေကိုလုံးဝ molecule အထိတောင်မှပေါ့နော်သူကစိတ်ဝင်မှုအားကောင်းတယ်မယုံလို့ရှိရင်ဒီတိုနာကိုစမ်းပြီးတော့ဟိုပါပေါ့နော်ညဘက်လိမ့်ပြီးအိတ်လိုက်ကျန်တာဘာ skin care မှမသုံးနဲ့ဒီတိုနာတစ်မျိုးတည်းကိုပဲလိမ့်ပြီးအိတ်မနေ့ကျလို့ရှိရင်လေအသားကလုံးဝစိုပြေပြီးတော့လေအဲ့လိုကင်လိုက်လို့ရှိရင်လေအီလေးနဲ့အဲ့လိုမျိုးနုနုဖတ်ဖတ်လေးဖြစ်တာပေါ့နော်ဆိုတော့ရေဓာတ်တအားပြည့်တယ်သုံးကျင်တယ်ဆိုလို့ရှိရင်တိုနာတွေကဆိုရင်ဒီဟာကိုရှယ်လီညွှန်ပေးမယ်နော်